မောင်လေးတိုင်းကြော်ရေကျွန်တော်လည်းတချင်းလေးနဲ့ထူပါအော်ကောင်းတယ်ကောင်းတယ်ကိုဖြိုနေတော့ပတ်ပေးစမ်းလေးကြော်ရေတိုက်ခေပါပါမြူကြီးသူရဲ့အဆဆချင်းကြီးလေမမရှိမင်းသမီးမြူကြီးသူရဲ့မင်းတို့စိတ်နဲ့သိနေလေယာမြည်စိမ့်စိမနိုင်ရှင်းသာပါဘူးလေးကြော်ရဲ့ရောက်ဘူးအောင်လိုက်ပြပါမယ်ခွေကိုရင်ဆရာလေးဘာဆရာလေးလဲကွာငါကိုရင်နဲ့ကိုရင်ဆိုတာကိုရဲ့တချင်းနာမည်ကတော့ကကိုရင်အဲ့ဒါတော့ကကိုရင်တချင်းကိုဆိုတဲ့တော့အကိုတွေကရင်ကျေးတယ်ဆိုပြီးသူကကိုရင်လို့ဒီလိုခေါ်တာအကိုတွေရင်ကျေးလို့ဘုန်းကြီးမှတ်ပြီးတော့ခေါ်တာမဟုတ်မင်းကိုရင်ဝတ်လို့မင်းဘူးမှထင်ဘူးရောက်ဘူးအောင်လိုက်ပြပါမယ်ခွေဟေးကိုရင်တခါမကြီးမင်းတို့ဒီအကြောင်းတွေဝတ်ပြီးပြောလို့ဆိုလို့မကောင်းတာကိုရင်ဒါလာခေါ်နေတယ်ဒီသချင်းလေးတော့မသိဘူးလားအဲ့သချင်းထဲမှာစကားပြောလေးတွေပါတယ်လေဟိန္ဒရာတို့ရဲ့ပြောဆက်စကားဇလန်းလေးလို့ပြောတာအစိုးလေးရောအပြောလေးရောသူကပါလေအဲ့မှာပြောရမယ်စကားတွေရတာပေါ့တကယ်နော်တကယ်မမားနဲ့နော်မမားဘူးရောက်ဘူးအောင်လိုက်ပြပါမယ်ခွေကိုရင်မမမိုးလွတ်လာပြီလွတ်လာဘယ်လွတ်လာမှာလဲမမမိုးလိုက်လာတယ်မသိရင်လည်းသူကဘယ်တော့ဖမ်းခံရတော့လဲလိုက်လာတယ်လို့ပြောလိုက်လာတယ်မမမိုးလိုက်လာတယ်ဟုတ်တယ်ကိုရင်ကိုတွေ့ချင်လို့လေပြီးတော့ကိုရင်မောင်းတဲ့လဲကိုလည်းစီးချင်လို့ပေါ့ကိုရင်မမမိုးကလဲစီးချင်တာကိုဟိုဘက်လက်ဟဲ့ဘောက်ကြလဲစီးမယ်လေလဲစီးတာရဟိုဘက်လဲလို့တခါမတွေ့ဘူးလဲကဘလို့မောင်းပါလဲမောင်းတဲ့ကောင်ရှေ့ကမောင်းရတာစီးတဲ့လူကနောက်ကထိုင်စီးတာဟိုဘက်လဲဆိုတော့မင်းကရင်ဝင်နဲ့ထက်စီအောင်မင်းစိတ်ထဲမှာမြင်းစီးနေတယ်အောင်မင်းနေတာလဲဟိုဘက်လဲလို့မရဘူးလားလဲကဒီလိုရှင်းတဲ့မောင်းပါရှေ့မောင်းတာမောင်းတဲ့ကောင်ကရှေ့ကစီးတဲ့လူကနောက်ကsorry မမမိုးလိုက်လာလေဟုတ်တယ်ကိုရင်မောင်းတဲ့လဲကိုစီးချင်လို့လေပြီးတော့ဖြည်းဖြည်းမောင်းပါကိုရင်ဘာဖြစ်လို့လဲမမမိုးရဲ့ကိုရင်လဲစီးရတာဖင်းနေရင်တွေကိုအောင်းလို့စိတ်မရှိလိုက်တာကိုရင်ရဲ့မမမိုးရဲ့အဆောက်လို့ပါနောက်ပိုင်းမမမိုးစောက်တဲ့ရင်စိတ်ရှိပါလေလုံးလာတယ်ဆောက်ရမှာလေဘာလို့စောက်တဲ့ရင်စိတ်ရှိရမှာလဲစီးတာစောက်တယ်စီးတဲ့ရင်စိတ်ရှိတာစောက်တဲ့ရင်စိတ်ရှိအောင်မင်းကြီးတော်ကြီးညာအောင်မင်းနေတာစောက်တဲ့ရင်စိတ်ရှိတာညူနေပြခွေလိုက်လို့တော့မင်းဝယုံတော့တယ်မှာခေါင်းဆိုင်တော့မှာနော်လေးကလေးကိုစီးရတာဖေးအောက်တဲ့ရာအဲ့လိုလုပ်ပါမြို့ပေါ်ကမာစီဒီနဲ့စိုက်ကနဲ့လင်ခရူစာမရှင်းသားပါဘူးမြို့ကြီးသူမမတို့ရဲ့နမစမ်းမနဲ့မြမပီတာစမ်းမှာကိုရင်ဟိုးစိတ်နဲ့อ่ะဘာဒီများလေးကိုရင်ရဲ့အဲ့တော့ကြက်ခိုင်ရင်ဆိုင်ဖို့လေနေတာတော့ပထွေးတတိယနေသေးတယ်ဟိုအစိမ့်နဲ့သဘာပင်ကိုရင်ကလေဒါလေးတောင်မသိဘူးကိုရင်အမြဲတမ်းစားနေတဲ့ဆန်းဆိုတဲ့အရာဟောဒီစဘာဖြစ်တာလေကိုရင်ရဲ့တကယ်လေသူမပြောကပြောင်းနိုင်သူကစကားတွေလာပြောသွားတယ်ပြောင်းပြန်လို့နှစ်ယောက်ကိုမတည့်ဘူးဖြစ်နေတာဆန်းဆိုတာစဘာသာဖြစ်တဲ့စဘာဆိုတာလေခွင်းထဲမှာရှိတဲ့ဗျာမသိရင်မှတ်သားထားကြပါမြော့ဆိုတာဘာလို့မြော့ဆိုပြီးဘယ်လိုရှာလေခွင်းထဲမှာလေကွာမြော့အောက်ကိုပြတော့တော်တယ်လေမင်းဟိုဘက်ကိုထိုးပြီးမြော့ရှာလို့ဒီဘက်ကိုသာထိုးရင်ကျွတ်တောင်တွေ့အောင်ပါမြော့ဆိုတာမြို့ကဝယ်ပြီးရောင်းနေကြေးကိုခောက်ဆွဲတွေကဗီတာမင်
ရပါစားမှုရဲ့သားနဲ့မူလက်ချီမလုံတဲ့မြို့ကြီးသူများမမမို့မြို့ပြန်သွားတော့မင်းသားနွမ်းရတဲ့အခန်းအဲ့ညလေးရမ်းဝမ်းနေဖို့ကောင်းတာဟုတ်လား ဝမ်းမို့ရန်ကောင်းတဲ့အခန်းလေးလား အေးအရှိမအဲ့လိုဖြစ်ပြီးပြုတ်ကြပြီးကျိုးရမှာ မမမို့ ရှင် မင်းသားစဉ်းစားနေမင်းသားစဉ်းစားနေတာ အရန်ဝမ်းနေဖို့ကောင်းတဲ့အခန်းလေး အော်မမမို့ ဟုတ် မထူးတယ်ကျွန်တော်စဉ်းစားနေတာတယောက်တည်းစဉ်းစားနေတာ မင်းစဉ်းစားရင်လည်းစိတ်ထဲကစဉ်းစားလေမင်းကဟုတ်တို့ဘာတို့ဆိုတာမင်းပြောတဲ့ဟာကြီးကငါတို့တော့ကြားနေရတယ်သူလည်းကြားပြီဘောဟာမင်းက အားရောက်ပြောစက်နေကွာဟိုလောကတိတ်ခွေလေကွာဟောစက်ကပြောရတာကျောင်းရှင်မဟုတ်ဘူး ဟောတိတ်ခွေတွေကနေပြီးတော့ဖွင့်ပေးနေတာဒီလိုလား အေးလေ အိုးဇက်ထဲမှာလောက်တာရ အရန်ဝမ်းနေဖို့ကောင်းတဲ့အခန်းလေး အော်မမမို့မင်းပြန်သွားပြီပေါ့ တတာ ဝရင်းပြန်လာပြီပေါ့မင်းပြန်သွားပြီပေါ့ တတာ မင်းပြန်လာပြီပေါ့မင်းငုတ်တုတ်တွေထိုင်နေပြီပေါ့မင်းမတ်တက်ထားပြီပေါ့မင်းချိုးနေထိုးနေပြီပေါ့ အာဟဲ့ရမယ် မင်းတယောက်မဆောင်နဲ့လို့ပြောတာတိုက်လုံးနေမတွေ့ဘူးလား ဟောမင်းသမီးပါကွာ မင်းပြန်သွားပြီပေါ့မင်းဖင်နေကိုရှုနေဝင်ပါဆိုလို့ အေးကမင်းနှလုံးသားကိုရှုစင်မှာဆိုလို့ဘယ်လိုမင်းထင်တဲ့ကိုရှုဝင်ရမှာလဲရှုဝင်မှာတော့ तू ကဘယ်လေကွင်းထဲမှာငုတ်တော့သွားထိုင်နေမှမသိတာ မင်းနှလုံးသားကိုရှုစင်ပါဆိုလို့မင်းပြန်သွားပြီပေါ့အသေးနူတဲ့တောသားကိုပြပြမုံးပါလို့ပြောထားရတယ်ကွာအော်ဒါပါပဲဗျာဒါပါပဲ ပြောလိုက်စမ်းမကိုကြီးကိုကြီးရင်တဲ့စကားတွေကိုမမမိုးချချင်လို့ပါ ဝမ်းနေဖို့ကောင်းတဲ့ ဒါပါပဲဗျာဒါပါပဲ ကိုကြီးချစ်တယ်ဆိုတာမမမိုးသိပါတယ်ကိုကြီးရဲ့ တကယ်တရားဖို့ကောင်း ဒါပါပဲဗျာဒါပဲတော့စောက်တခိုးမှမပြောနဲ့ရော ကိုကြီးကိုလည်းမမမိုးချစ်ပါတယ်ကိုကြီးလည်းမမမိုးချစ်မယ်ဆိုတာသိပါတယ်ကိုကြီးရဲ့ ဒါပါပဲဗျာဒါပဲတော့ဒါပဲ ကိုကြီးရဲ့တန်လေးကို ဒါပဲတော့ကျွန်တော်ပြောနေတာ သာလာတယ်ပြောဆာလာတယ် ပို့တရားဖို့ကောင်းပါရဲ့အဲ့ဒီ တာမြို့ကပေးခိုင်းလိုက်တာ အော်မမမို့တထေးသမီးကဒီလောက်စာရွယ်ရှားလာကွာ ခုနပြောသလိုပဲဇက်ထဲမှာလုံနေတာဒလန်တိုင်းလုံ သူကိုကြီးအခုဆိုရင်မမမိုးဟာအိမ်ကလူကြီးတွေသဘောတူတယ်တောင်းမင်းမော်ကောအောင်နဲ့မြတ်တို့လည်းလက်ထပ်လိုက်ပါပြီကိုကြီးရဲ့ အားမရသေးဒီပွဲစီစဉ်တဲ့တစ်ဖွဲ့လုံးခေါ်မယ် မင်းသမီးကငါနာမည်မမေ့နေလားမသိဘူး မင်းစောင်းမြတ်တယ်လို့မထဲတာတော့ကွာဒီမှာငါခံစားနေတယ်ကွာ ငါနာမည်မေ့နေမှာဆိုလို့ပါ ဆက်က တယောက်တယောက်ဆိုတယောက်တောင်းဆိုတောင်းမင်းမော်ကိုဆိုမင်းမော်ကောပေါ့အောင်မြင့်မဲ့ဆိုအောင်မြင့်မဲ့ပေါ့ ဆက်ကကောင်းနေ သူကိုကြီးအခုဆိုရင်မမမိုးဟာအိမ်ကလူကြီးတွေသဘောတူတယ်ကိုကိုစောဆိုတဲ့လူတွေလက်ထပ်လိုက်ပါပြီကိုကြီးရဲ့ ရက်ဆက်လိုက်တာမမမိုးရဲ့ ချစ်တာလေးလက်တက်တာဟာ ဒီစာရွက်လေးတက်တက်လေးထဲမှာအများကြီးတာလက်ရည်အားလောက်သေးလား မင်းကလည်းညုံလိုက်တာခက်မမီလိုက်တာ ဘာဖြစ်လို့ ဒီစာရွက်ကရိုးရိုးဖတ်လို့မရဘူး ဘလို့ဖက် အဲ့လိုတက်လို့မျိုးတွန်းတွန်းပြီးဖတ်ရတာတော့ဟဲ့လား အော်ဖုန်းနဲ့ဖုန်းတက်ဆက်ခွင့်လို့တက်ဆက်ခွင့်လို့ ငါငိုချင်နေတော့မင်းတို့ဆက်က ချစ်တာနဲ့လက်ထက်တာဟာတခြားစီပါကိုကြီးရဲ့ဒီတစ်ခေါက်မမမိုးရွာပြန်လာရင်ကိုကိုစော မင်းသားစောက်ခွက်ပြောင်းသလိုဖြစ်နေတော့ဟာဒီမှာဖြစ်ကုန်ပြောင်းတာ ကိုကိုစောကိုခေါ်လာခဲ့မယ်နော် ရက်ဆက်လိုက်တာမမမိုးဟာအသေးလူတွေတော့အကိုကြီးဖြစ်ပြီးမိုးလို့ပြောထားရဲ့သားနဲ့အခုတော့လူကြီးတွေသဘောတူရဲ့လူနဲ့လက်ထပ်လိုက်ပြီပေါ့ရှာပါလေမမမိုးရဲ့မမမိုးပြောတဲ့ကိုကိုစောကိုရေဘူးကျင်လို့တော့ခေါ်လာခဲ့စမ်းပါမမမိုးရ လို့မပြန်စလေးကောင်းလို့ကျွန်တော်ငိုတယ်ဆက်ချက် မမမူပြောတဲ့ကိုကိုစောခေါ်လာခဲ့မမလေ အင်းစ
စစ်လို့ပါလို့ကိုဆက်ကိုကားကြပါဗျာကျွန်တော်ငိုချင်နေတော့ မမလေးမမဘူးကိုကိုစောခေါ်လာခဲ့မမမူရဲ့ချစ်သူကိုကိုစောခေါ်လာခဲ့ ကိုကိုစောပါနေပြီ ဟမ် ကိုကိုစော ဘာကြလဲပါလဲ ကိုကိုစော မမလေးကိုကိုစောမမဘူးကိုကိုစောခေါ်လာခဲ့မမမူနဲ့မင်္ဂလာဆောင်မဲ့ကိုကိုစောခေါ်လာခဲ့ ကိုရင် မမမူ ကိုကိုစောမအားလို့သူ့အဖေကိုခေါ်လာခဲ့တယ်နော် ဒီတွေ ကြောက်ကမနဲ့ချွေးမဖောက်ပြန်မှုပြီးဆုံးပါပြီခင်ဗျာ